ပုံမှန်ဈေး9သိန်း9,800ကိုကျွန်တော်တို့ promotion ဈေး6သိန်း9,500နဲ့လကုန်ထိပဲရမယ်အောက်တိုဘာလမကုန်ခင်ပေါ့ဗျာเนาะသူကတော့ဝက်အနေနဲ့ဆို300ဝက်ဟာဝါအနေနဲ့ဆိုရင်230.4ဝက်ဟာဝါသူကတော့ကျွန်တော်တို့ဘယ်လိုကောင်းမလဲဆိုလာနဲ့အားသွင်းမယ်ဆိုလို့ရှိရင်လေဝက်200ဆိုလာပန်နယ်နဲ့အားသွင်းလို့ရတယ်ဘိုးကတော့12ဘိုးကနေ28ဘိုးဗျာဘလူးတီကတော့သူကဘယ်လိုခေါ်မလဲ300ဝက် power station တွေထဲမှာဆိုရင် solar ဝက်အများဆုံးနဲ့ဘုတ်အများဆုံးတွင်းလို့ရတဲ့ power station လို့ပြောရင်ပုံမှန်တယ်။ live ဘုတ်ဘက်ထရီကိုတုံးထားတယ်ပြူဝါဆိုင်ဝက်ထွက်တယ်အမကန်9နှစ်ပေးထားတယ်ဗျ။ global brand တွေထဲမှာဆိုလို့ရှိရင်ကျွန်တော်သူ့ရဲ့ဒီခုနလိုမျိုးပေါ့ဒီ blue tea ရဲ့နောက်ဆုံးဒီ update ဖြစ်တဲ့ software နဲ့ဘာနဲ့ချိန်မယ်ဆိုလို့ရှိရင်လည်းသူက charging ခုန turbo နဲ့တွင်းမယ်ဆိုလို့ရှိရင်0 to 100ကိုတနားရီဝန်းကျင်လောက်နဲ့တွင်းရင်ပြည့်တယ်သူ့မှာကို charging system မှာဆိုလို့ရှိရင်လည်း turbo နဲ့တွင်းမှာလား standard mode နဲ့တွင်းမှာလားရိုးရိုးကျွန်တော်တို့ဘယ်လိုခေါ်မလဲ silent mode နဲ့တွင်းမှာလားကြိုက်တာနဲ့တွင်းလို့ရတယ်သူ့ရဲ့အဓိကအားသာချက်ကဘာလဲလို့မေးလို့ရှိရင်သူကသူ့ရဲ့တိစောက်ထားတဲ့ပုံစံကချစ်ချစ်လေးလေးရှိတယ်ပြီးတော့လို့ရှိရင်ပြည့်စုံတယ်ပြည့်စုံတဲ့ portable power station လို့ပြောရင်ဟုတ်ပါတယ်ဗျကဲဒါဆိုလို့ရှိရင်တော့တကူရီတကာရပဲတုံဒါမှမဟုတ်လို့ရှိရင်မီးပြတ်သွားတဲ့အချိန်မှာ Wi-Fi CCTV နဲ့ကျွန်တော်တို့တခြားတော့ကျွန်တော်တို့ air cooler pan ကအသေးသေးလေးတွေပေါ့နော် DC air cooler pan ကလေးတွေတုံးဖို့အတွက်ဆိုလို့ရှိရင်လုံးဝကွက်တိဖြစ်တဲ့ Blue Tea ရဲ့ AC 2B power station ကို promotion နဲ့အတူဝယ်ယူနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Teco 7 electronic hardware မှာကိုကျော်လန်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်